အားလုံးပဲမင်္ဂလာပါဆိုင်ကုံအပိုင်း40နှစ်ဘရင်နဲ့ဘရင်မူမတ်တွေဟာဖူချင်းချိုင်းနာဘရင်ခံနဲ့ဝှေးမြို့မှာလာပြီးရုံးထိုက်နေတဲ့ဘရင်ခံရဲ့ဌာနေတမကြီးတို့ရဲ့ကျိုးဆွဲရကနေရဲ့ရုပ်တရုပ်တွေဆိုတာပြည်သူတွေကသိတယ်မသိဘူးလို့များမထင်နဲ့အဲလူတွေကိုယ်တိုင်ကလည်းသူတို့အနေနဲ့ကိုလိုနီကောင်စီနဲ့ဝင်ကြီးများကောင်စီမှာပါနေရပြီမြင်သူတို့လက်ထဲမှာအာဏာတပြားသားမှမရှိဘူးဆိုတာသိနေကြပဲပြင်သစ်တွေနဲ့ပူးပေါင်းဆောင်ရွက်ရေးသမားမှန်သမျှဟာပြည်သူတွေကိုတစ္ဆာဖောက်နေလူကြီးပဲတစ္ဆာဖောက်မှုအတွက်ဒနာဥစ္စာကျေဝချမ်းသာခြင်းဆိုတဲ့စုကိုပြင်သစ်တစီကရရှိခန်းစားနေရတဲ့ဆိုတာလေသူတို့ကောင်းကောင်းသိနေကြပဲလေသမားတွေအနေနဲ့ကလေဘာလို့မှမလုပ်ဖေးထိုင်စားနေကြတယ်ကျွန်တော်တို့မိသားစုလိုမြေပိုင်ရှင်တွေကိုမုန်းထိရွှန်ရှာကြတယ်ဒါကိုရောအဖေသိရလားကျွန်တော်တို့လူစုဟာလေသမားတွေမသိနားမလည်မှုနဲ့သဘောကောင်းမှုနဲ့ရိုးသားမှုတွေကိုအကွက်ကောင်းယူပြီးမတရားသဖြင့်အတူကြီးစားအမြင့်ကြီးစားပြီးခေါင်းပုံဖြတ်နေတဲ့လူဒန်းစားတရဖြစ်နေပြီအဲ့ဒါကိုရောအဖေနားလေတာတင်းကြီးလောဝါတစ်ဖက်ကင်းမျက်နှာပေါ်သို့အရှင်ပြင်းစွာကြောက်သားတီကိုလမ်းရိပ်ခနေမြင်လိုက်ရ၏လှုပ်ရှားပုံမြန်လွန်အားကြီးသဖြင့်ရိုက်ချက်ကိုပြပြထင်ထင်မြင်လိုက်ရသည်မဟုတ်အတန်ကိုကြားလိုက်ရသဖြင့်လမ်းတစ်ခုလုံးတုံသွားသည်ကင်းတီနောက်သို့အနှင်းငယ်မြန်ရိုင်းတော့လေချက်ချင်းပင်သူ့နေရာတွင်တတမမတ်ပြင်းပြရက်နေသည်အလွန်တင်းမာခက်နှံသောမျက်နှာထားဖြင့်သူ့ကိုတင်းမျက်နှာကိုစူးစူးရဲကြည့်နေသည်သူ့မူရာမှာချက်ချင်းလက်တုံပြန်တော်မူပုံထို့နောက်သူသည်စိတ်ကိုလျှော့ချလိုက်သည်အခုလိုငါလုပ်လိုက်တာဟာမင်းကိုအဖေကိုယ်တိုင်ကလှုပ်ချင်နေရဟာပဲတင်ကပြောသည်ဒါပေမဲ့ဒေါသမကြီးရအောင်ဆိုရအဆုံးမပေါ်မှာတစ္ဆာစောင့်သိနေရတဲ့အတွက်အဖေကမလုပ်တာဒါကြောင့်အဖေကိုဆောင်ဝမ်းမြောက်ဝမ်းသာစွာနဲ့ငါကလှုပ်ပေးလိုက်တာပဲဒီခန်းရဲ့အပြင်ဘက်မှာဆိုရင်ခမရမလုပ်ရဲပါဘူးကင်ကလေတန်းဖြင့်ပြန်ပြောသည်တင်းဒီတုံဆိုင်ဆိုင်ဖြစ်လျက်ရှိသည်ပြီးတော့သူ့ဖေဘက်သို့လှည့်ကြည့်သည်ဒီလောက်ဆိုတော်ပြီတင်းထန်ဟွားကသူ့တာကြီးဘက်သို့လှည့်၍လည်းရမ်းပြသည်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုနဲ့အဆင့်တန်းမြင့်မားမှုတွေကြောင့်သူပြင်သစ်နိုင်ငံအထိတွားပြီးပညာသင်ခဲ့ရတယ်ဆိုတဲ့အချက်ကိုမင်းညီမေ့နေပြီပြင်သစ်နိုင်ငံမှာပညာသင်ရင်းနဲ့ဒီယုံကြည်မှုအသစ်ကိုရလာတာမဟုတ်လားဒီအချက်ကိုလည်းသူမေ့နေပြီဒို့နိုင်ငံလိုအင်အားကြီးနေတဲ့နိုင်ငံတစ်နိုင်ငံဟာသတိကြီးစွာထားပြီးလှုပ်ရှားမယ်ဆိုတဲ့အချက်ကိုသတိမပြုနိုင်တာဟာမိုက်မဲရလေဖြစ်မယ်ခေါင်းမနေရလေဖြစ်မယ်ငါတို့လူမျိုးတွေဟာသူတို့လိုပဲနိုင်ငံရေးမင်းချက်တည်းရဲ့လူမျိုးအဲ့ရောနိုင်ငံရေးမင်းချက်တည်းသူများကာလပတ်လုံးတင်သစ်တည်းရဲ့အကာအကွယ်နဲ့ဥဆောင်မှုကိုကြည်ကြည်နက်နက်လက်ခံရမှာပဲသူတို့ထက်ပိုပြီးမယိုးသားတဲ့တရုတ်နိုင်ငံနဲ့ဂျပန်နိုင်ငံကအုပ်ချုပ်ရေးသမားတွေနဲ့ဆိုင်ရင်ပြင်သစ်အုပ်ချုပ်ရေးသမားများကမှအများကြီးနှစ်သက်လက်ခံနိုင်စရာရှိသေးတယ်တကယ်လို့သာအဖေကလီလိုင်းရဲ့ဖခင်ဖြစ်ခဲ့ရင်15ရာစုတွင်းကသူခုခံတွန်းလှန်ခဲ့တဲ့တရုတ်ကျူးကျော်သူတွေကိုဒူးထောက်အညံ့ခံပြီးရိုသေလေးစားဖို့အကြံပေးမှာပဲလူထင်တယ်ကင်းကပြောသည်သူ့အတန်မှာမထီလေးစားမခန့်တရံအဖေကကျွန်တော်ကိုကျွန်တော်တို့နိုင်ငံရဲ့အတိတ်ခေတ်ကအာဇာနည်တရေကောင်းတွေကိုရိုသေလေးစားဖို့တင်မိခဲ့တယ်ဒါပေမဲ့အတူခိုးဖို့ကြတော့ပိတ်ပင်တာစီရဲ့ဂဏိခေရဲ့မှန်ကန်တဲ့ခေါင်းဆောင်ဟာတော်လိုင်းသမားတယောက်ဖြစ်ဖို့လိုအပ်တယ်လို့ကျွန်တော်လုံးသားခံယူထားတယ်အဲဒီကြတော့မင်းကငါတို့နိုင်ငံရဲ့နောက်လိုက်မရှိတဲ့တကူတော့ကေတင်ရှင်ကြီးတူဘွားကိုရောက်တော့မှာပေါ့ကေတင်ရှင်ကတူးရဲမဟုတ်ဘူးအဖေအများကြီးကင်းကပြောသည်ကမ္ဘာအဖိနှိတ်ခံလူရန်စားတွေကဝိုင်းဝန်းထောက်ခံနေကြတဲ့အင်ဒိုချိုင်းနာကွန်မြူနစ်ပါတီဟာမူရင်အီကိုရဲ့ခေါင်းဆောင်မှုနဲ့ကျွန်တော်နိုင်ငံကိုလွတ်မြောက်အောင်လုပ်ပြီးမှာပါအဲဒီခါကျရင်ကျွန်တော်ကလေကိုတာဝန်ကျအခန်းကနေပါဝင်လှုပ်ရှားရမှာပဲအဲဒီအနေနဲ့ပဲကျွန်တော်ဟာကျွန်တော်နိုင်ငံကေတင်ရှင်ဘွားကိုရအောင်ကြိုးပမ်းရမှာပဲမင်းရဲ့မျိုးချစ်မှုရင်ကတေးပြီကွတင်ကားဝင်ပြောသည်သူတေးပြီဆိုတဲ့သတင်းကမော်စကိုနဲ့ပါရီကကွန်မြူနစ်သတင်းစာတွေမှာပါတယ်အဲ့ဒီသတင်းမှာသူခုရက်ဒီအသက်ရှင်နေတော့မင်းပါတီလည်းပြန်ပြီးလှုပ်ရှားလာနေကင်းကားပြန်ပြောသည်ဒါဆိုရင်သူခုပမာလေဒါကရေးမကြည့်ပါဘူးရေးကြည့်တော့သူခမည်းတော်နဲ့သူဝှေးမြို့ကိုသွားပြီးလူတွေတဲ့အကျိုးမရှိရဲ့သူခရီးပုံပူဆိုပဲမတက်ဘူးတာအထီးကပါခင်မမီရောကွန်ဖျူးရှက်ရဲ့အတွေးခေါ်တွေကိုမတ်စ်နဲ့လီနင်တို့ရဲ့ကိတ္တသဘောတရားတွေကအနိုင်ယူဖို့အတွက်သူဟာတခြားရဲဘော်တွေနဲ့အတူတူလက်တွဲပြီးအလုပ်လုပ်နေသူ့အဖေခေါင်းထောင်ကြည့်သည်ကိုလမ်းမြင်လိုက်ရသည်သူ့အဖေမျက်နှာသည်စိတ်ထိခိုက်ကြေကွဲခြင်းနှင့်ဝမ်းနည်းခြင်းတို့ကိုဖော်ပြနေသည်သူမျက်လုံးများသည်တားရီကိုကြည့်လိုက်တားငယ်ကိုကြည့်လိုက်အတိတ်ကအမွေတွေကိုလုံးဝပြစ်ပယ်ခြင်းတဲ့ကြောက်စံအောင်တဲ့အရာဟာလောကမှာမရှိဘူးဘယင်းမင်းမြတ်ဟာငါတို့ရဲ့ယဉ်ကျေးမှုနဲ့ငါတို့လူမျိုးရဲ့အမှတ်အသားတစ်ခုအနေနဲ့ခဏချိန်ဒီအရေးပါအရာရောက်နေလို့မယ်တကယ်လို့ငါတို့လူမျိုးတည်တံ့ခိုင်မြဲခြင်းနဲ့ဆိုရင်ကွန်ဖျူးရှက်အတွေးခေါ်နဲ့အယူဆတွေကအကောင်းဆုံးဆိုတဲ့ဟာတွေကိုအနောက်တိုင်းကခေတ်သစ်သိပ္ပံနည်းကြသဘောတရားတွေကအကောင်းဆုံးဆိုတဲ့ဟာတွေနဲ့ပေါင်းစပ်ပေးရမယ်
အဟောင်းနေတဲ့အသစ်တွေကိုအညီညွတ်ဖြစ်နေအောင်ပေါင်းဆက်ပေးရမယ်အတိတ်နဲ့ပြစ္ဆုတ်ပံကိုဒန်းတူညီများစုံမိအောင်လုပ်ပေးရမယ်မင်းဟာမင်းဦးလေးလက်ရဲ့ရိုင်းဆိုင်ကျန်းတဲ့အယူဆရင်းနဲ့အမြင်တွေရဲ့ဖိစီးမှုကိုခံထားရတယ်ကင်တကယ်တော့မင်းဦးလေးဟာနိုင်ငံခြားအတွေးခေါ်ရဲ့ဖိနေလွှမ်းမိုးမှုအောက်မှာလဲစင်းမိခံခဲ့ရလူဒါပေမဲ့တကယ်လို့တော့ငါတို့အမျိုးသားစိတ်ကိုနိုင်ငံခြားဘူးတူတောင်သမုတ်တရားရည်ပင်ကြီးချင်းမှာနှစ်လိုက်ရင်ငါတို့အမျိုးသားစိတ်တဲ့ဟာလုံးဝပြတ်သုံးသွားမှာသိကြတယ်ငါတို့ကငါတို့ရဲ့လွတ်လပ်ရေးကိုမကြခဏလက်လွတ်ခဲ့ရတယ်ပထမငါတို့လွတ်လပ်ရေးကိုတရုတ်ကယူသွားခဲ့အခုကျပြည်နှစ်တည်းရဲ့လက်ထဲမှာငါတို့အနေနဲ့လွတ်လပ်ရေးကိုဆုံးရှုံးခဲ့ရပြီမယ်ငါတို့ရဲ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုတော့အခိုင်အမာတည်မြဲနေအောင်ထိန်းသိမ်းထားနိုင်ခဲ့ကြတယ်တကယ်လို့မင်းနဲ့လက်တို့ကငါတို့နိုင်ငံလွတ်လပ်ရေးပြန်ရဖို့အတွက်ငါတို့ရဲ့အမျိုးသားစိတ်ဓာတ်ကိုဘော်ရှီပစ်ဝါဒစီမှာစတေးလိုက်မှဆိုရင်နောက်ပိုင်းမှာဘာတွေဖြစ်ကုန်မှန်းထင်တယ်လေဒီမျိုးသားလုံးအသက်ရှင်တည်မြဲရေးအတွက်ရှိကိုရှိရမယ်မှန်ကန်တဲ့မျိုးသားစိတ်ဓာတ်ဟာနန်းစီတစ်စေးစားအောင်ကြံမှာမဟုတ်တော့ဘူး1932ခုနှစ်ကွန်မြူနစ်အကြမ်းဖက်လမ်းစဉ်ခေတ်မှာမင်းရဲ့အပေါင်းအသင်းတွေဟာရက်စက်ကြမ်းကြုတ်မှုများစွာကိုကျူးလွန်ခဲ့ကြတယ်ကိုယ်နိုင်ငံသားရာပေါင်းများစွာကိုနွားရီတက်လို့ရဲဆက်ဆက်တက်ခဲ့ကြတယ်သူတို့ဝါဒထီးတန်းခံမြဲဖို့အတွက်တမျိုးသားလုံးရဲ့သွေးနဲ့ဆေးရမယ်ဆိုလေဆေးမှာပဲဆိုရင်သူတို့ရဲ့သဘောထားကိုဖော်ပြခဲ့လောက်ရက်တွေပဲကင်ဒီသူ့အဖေကိုအတန်းကြားများငိမ့်ဆိတ်စွာစိုက်ကြည့်နေသည်မျက်နှာကတော့ဇွေးစွာဖြစ်နေသည့်ရိပ်လက္ခဏာကိုဖော်ပြလျက်ရှိသူကြည့်နေပုံမှာအတွင်းစိတ်ကသူ့အဖေ၏ဆုံးမစကားအချို့ပေါ်တွင်တလေးတစားရှိနေသည်ဖြင့်ပြန်လဲဆင်ခြင်စဉ်းစားနေသည်နှင့်ရှိသည်ထို့နောက်ဒေါသရှိမြစ်တကိုယ်လုံးလှုပ်ရှားလာပြီးရှေ့သို့တလက်များလှမ်းခွန်လိုက်ကသူ့အဖေစေးစွဲကိုလက်သီးဖြင့်တောင်းထုတ်လိုက်သည်အဖေနဲ့တင်ဟာအကန်းတွေပဲခမားတို့မှအမြင်မရှိဘူးလီနီဝါရကသာကျွန်တော်ပြည်သူတွေကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မှာလီနီဝါရတစ်ခုတည်းကသာပြင်သစ်တွေရှေ့မှဒူးထအညံ့ခံနေရတဲ့ကျွန်တော်တို့ကိုအဖိနှိတ်ခံပွားကလွတ်မြောက်အောင်လုပ်ပေးနိုင်မှာထမ်မဟွာသည်သူ့သားဟိမျက်နှာကိုစူးစူးရေးကြည့်နေသည်မင်းလည်းကောင်းကောင်းသိနေရပဲဘိုဂျီဒီဘရော့စ်လို့စိတ်ကောင်းရှိပြင်သစ်တွေဟာငါတို့နိုင်ငံကိုချစ်မြတ်လို့ကြပါတယ်အခုဆိုရင်ရာတိုင်းဟာပြောင်းလဲနေပြီငါတို့အနေနဲ့တိတ်ဆိတ်လှုပ်ဝက်ပြီးနီးစနစ်ကြကြနဲ့လိန်မာပွားနဲ့စွာလှုပ်တတ်ကြမယ်ဆိုရင်ဘရင်ဘူတိုင်းဟာငါတို့ရဲ့အချုပ်အခြာအာဏာပိုင်ဘရင်တစ်ပါးဖြစ်လာနိုင်တယ်ပြင်သစ်တွေရဲ့အကြံပြုချက်တွေကိုခံယူရပါမယ်အခုလက်ရှိအခြေအနေထက်ပိုပြီးအုပ်ချုပ်မှုအာဏာကိုသုံးစွဲပိုင်ခွင့်ရှိတဲ့ဘရင်တစ်ပါးဖြစ်လာနိုင်တယ်ကင်ကသေယောတန်ဖြင့်ရှည်သည်ညထင်မနဲ့ကျွဲရီနားတွေကိုကျွန်တော်တို့ကခိုင်းစားနေတယ်လို့ပြင်သစ်တွေကကျွန်တော်တို့ကိုခိုင်းစားကြမှာသူတို့ကကျွန်တော်တို့နိုင်ငံကိုချစ်တယ်ဆိုတာဟာလေရှင်းပါတယ်သူတို့ချမ်းသာကြွယ်ဝဖို့အတွက်ရစ်ထုတ်ယူလို့ရနိုင်မယ်ဒီမြေပေါ်ကတင်ရန်ဇာတာပစ္စည်းတွေကိုသာချစ်တာပါသူ့အဖေကိုစိုက်ကြည့်နေတော့ကင်းဤမျက်လုံးများသည်ဝင်ဝင်တောင်းနေကြသည်သူသည်လက်တစ်ဖက်ပြင်ဘောင်းမီတိုအိတ်ထဲသို့ထိုးနှိုင်းလိုက်ပြီးကြိုးချင်နေသောငွေဆက်ကူတချို့ကိုဆွဲထုတ်သည်ထိုငွေဆက်ကူများကြားထဲမှာဆေပီယာစတာငွေဆက်ကူတစ်ရက်ကိုလက်နဲ့တက်လိုက်ပြီးသူ့ဖေရှိရင်ဝှေ့ရမ်းပြသည်ပြင်သစ်လူကြီးလူကောင်းတွေအမှန်တကယ်ချစ်တာမြတ်လို့ဟာဒီငွေဆက်ကူပါအဖေလည်းမထူးပါထိုးနည်းလည်းကောင်းပါပဲအဖေတကယ်ချစ်မြတ်လို့ဟာဒီဟာပါပဲတခြားပြောသူများစကားတွေကတော့ပြောကောင်းလို့ပြောနေကြတယ်အလေးအညအဖီးဖြန့်နေကြီးပဲကင်းကသူ့လက်ထက်မှငွေဆက်ကူကိုလှမ်းလိုက်ပြီးငွေဆက်ကူပေါ်၌ရင်းနေထားသည့်ပုံကိုလက်ညှိုးဖြင့်ထောက်ပြသည်ပြင်သစ်မိခင်ကအာနန်တိုင်းသားနှစ်ယောက်၏ပခုံးများကိုတရုတ်တရားဖတ်ထားသည်ပုံဒီပုံရဲ့အဓိပ္ပာယ်ဘာလဲအဖေသိရလားမိမစစ်ဖမစစ်အာနန်နှစ်ယောက်ကိုအမေကဈေးခေါ်သွားပြီးကျွန်ဖြစ်နဲ့ရောင်းစားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြထားတာတကယ်တော့ကျွန်တော်ဟာမတရားဖြင့်ရယူထားတဲ့အကျိုးမြတ်တွေပေါ်မှာဇိမ်ခံပြီးအစီရစ်နေတဲ့ပြင်သစ်အောက်ဆွေတဆင့်ခံလူရန်စားတွေကတယောက်ကမွေးထားတဲ့သားပါသူဒီစကားကိုဆက်မပြောသေးပေငွေဆက်ကူကိုသူ့ဖေမျက်မှောက်သို့ပြစ်ချလိုက်သည်ကိုဂျိုးစီးပေါ်တဲ့ကိုလူမျိုးတွေကိုပြင်သစ်တွေစီမှာရောင်းစားနေရလို့ဟာမကောင်းပါဘူးအဖေကတော့ဒီလုပ်ကိုစွန့်ကျင်မှစွန့်ပါပါဒါပေမဲ့ကျွန်တော်ကတော့အင်မတန်ရှက်စရာကောင်းတဲ့ဒီလုပ်ရက်နဲ့မကင်းကြောင်ဖြစ်နေတဲ့ပါတီဝင်တယောက်တော့ဆက်ပြီးအဖြစ်မခံနိုင်တော့ဘူးထမ်ဘန်ဟာသည်မျက်စိများကိုမှိတ်ထားလိုက်သည်ကင်ကပြစ်ပေါက်ချလိုက်သည့်ငွေဆက်ကူသူ့ရှေ့မှသို့ကျလာခြင်းထိမျက်စိများကိုမဖွင့်မျက်စိများကိုပြောင်ဖွင့်လိုက်သောအခါသူ့မျက်လုံးများသည်ငွေဆက်ကူပေါ်ရှိပုံပေါ်သို့ဓာတ်ရိုက်ကြည့်မိလျက်သာဖြစ်နေသည်သူသည်အချိန်တော်ကြာမြမလုံမရှာပဲထိုင်လဲရှိနောက်ဆုံးသူစကားပြောသည့်အခါသူ့မျက်လုံးများသည်သူ့သားကင်ကိုမကြည့်မင်းငါ့အိမ်ကခုချက်စင်ဆင်းပါတည်ငြိမ်အေးဆေးသောအတန်ဖြင့်ပြောသည်ပြီးတော့ငါအသက်ရှင်နေသည်များကာလပတ်လုံးအိမ်ရိပ်တောင်မနှင်းပါနဲ့ဗရင်ပေါင်း၏ပြင်ပမှလမ်းသည်သူ့ကိုယ်၏တပင်းချတန်းကိုပင်ကြားလိုက်ရသည်
အဖေပေးနိုင်ရက်နေသည့်တင်ကားတော့မလုံမရှက်ဖျောင်းပုံရုပ်ထုတစ်ခုနှင့်တူသည်သူမြင်သားသည်ဖြူသွားလိုက်နီလာလိုက်နှင့်အရာမျိုးစုံတန်းနေသည်မိသားစုနဲ့လူမျိုးဟာတသွေးရည်ရသားတွေတစ်ထက်တစ်ခုတွေဖြစ်နေရမယ်ထမ်မန်ဟာကစောကလိုပြီးတည်ငြိမ်အေးစေသောအတန်ဖြင့်ဆက်ပြောသည်မိသားစုတိမ်ကောပြတ်သုံးသွားရင်လူမျိုးလည်းတိမ်ကောပြတ်သုံးသွားမှာပဲဒီမဲ့ကင်နောက်ဆုံးကြတော့မင်းရဲ့ပေါ်ရှိပြွားတာအောင်မြင်သွားရင်မင်းဟာမင်းတိုင်းမိကိုရောမင်းမိသားစုကိုရောမင်းကိုမင်းပျက်စီးအောင်လုပ်တယ်လို့နေမှာပဲကဲတော့လန်ဒီသူ့ကိုယ်သူထိန်းချုပ်ခြင်းကမစွမ်းနိုင်ကြည့်၍ငိုဆိုင်နေမိသည်စာကြည့်ကန်ထဲမှာကင်ထွက်သောအခါလန်ဒီလှီကားမှအပြေးလာထက်သွားသည်ဒေါ်ကြီးမော်ကြီးနှင့်ရှောက်လာနေသောသူ့ကိုကင်းနှင့်ခမ်းမရဲတွင်စုံမိကြသည်သို့တော်ကင်းသည်လန်ကိုအတိမတ်မပြုသူ့ဘေးမှကဲ့၍ထွက်သွားသည်လန်သည်ရှက်ကြီးငင်ကိုကြွေးကသူ့အဖေစာကြည့်ကန်နှင့်ပြေးဝင်သွားသည်အဖေသည်ကလထိုင်နှင့်ခြေပြစ်လက်ပြထိုင်လျက်ရှိလန်သည်သူ့ဖေဘေးတွင်ဒူးထောက်၏ထိုင်ချကလက်ကိုဆွဲယူပြီးနှမ်းရှုပ်နေမိသည်ဝမ်းနှင့်ပတ်လက်ငိုကြွေးနေသဖြင့်သူ့ကိုယ်သည်တင့်တုံလျက်ရှိထိုချိန်နှင့်အမေသည်တကားပေါက်စီသို့ဖြည်းဖြည်းသက်ရှောက်လာနေသည်အမေသည်အိမ်နောက်ဖေးဘက်မှနေ၍စာကြည့်ကန်းထဲမှပြောမြစကားကိုနားထောင်ခဲ့ပြီးဖြေဟန်တူ၏တင်ကအမေကိုအခန်းဝထိထွက်၍ခီယိုကျူပြူသည်အမေကသူ့သားတင်ကိုစီးရဖက်ကသူ့ရင်ဝင်စီသို့ဆွဲယူလိုက်သည်အမေပါနှစ်ဖက်တွင်မူမျက်ရည်များတစ်ဖက်မြိုင်စီစဉ်လျက်ပေါ်လိုကွန်တို့အချင်းတော်မှသည်ဆောင်လာသောအာနန်ချင်းသားများသည်ကုံတင်တင်မောမှနေ၍တင်မောကုန်းမောင်တိုင်တယောက်ပြီးတယောက်တက်လာနေကြသည်ကြည်လိုက်လျင်အချင်းသားများ၏ပုံမှန်တဲ့သည်တပုံစံနဲ့လိုဖြစ်လျက်ရှိအဝိစားများကဆုပ်ဆုပ်ပြ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 ရီခန္ဓာကိုယ်ကြီးကပိန်ချောင်းချောင်းအသားရည်တွေကဖြူရောဖြွတ်တော့အားလုံးနလန်ထလူမမာရုပ်ပေါက်လျက်ရှိအချို့ကတော့ဝိထုတ်ကလေးများကိုစီဆွဲလာကြတော့လေအချို့ကတော့လက်ထဲတွင်ဘာပစ္စည်းမှမပါကြည်ပုံရှုပုံများမှာပြုတိပြကြနှင့်ချောက်ချာရှိလွန်လာ၏အချင်းထောင်ထဲ၌နှစ်ပေါင်းများစွာချုံနှောက်ခြင်းခံရသည့်လူများ၌သာတွေ့ရတဲ့ဒီပုံစံမျိုးဖြစ်သည်တင်မောစိတ်တာပေါ်၌ရင့်နေသောကျိုးဆက်ရှာမင်းသည်တကြီးတရားပျော်စီးပျောက်ဖက်ဖြင့်ရှောက်လာနေကြသည့်အချင်းသားတူးချင်းစီကိုစိတ်ဝင်နေစွာကြည့်နေမိရမှာတချိန်သောအခါကတော်တွင်တနေရအမဲလိုက်စကန်၌အထူးထူးနေခဲ့မှုသည့်ငိုဗန်လော၏မျက်နှာကိုပြန်လည်မြင်အောင်လာသည်ပထမဆုံးကမ်းမော်သို့ခြေအောင်ထော်နှင်းဖြင့်တက်လာကြသည့်အချင်းသားဆန်နီယာအုပ်စုတွင်မူငိုဗန်လော၏မျက်နှာနှင့်တူသူကိုမတွေ့ရငိုဗန်လောကိုကောင်းကောင်းမမှတ်မိရများလားသူသည်သူ့မညံပေါ်တွင်ပြန်၍တန်တရားမကင်းဖြစ်နေမိသည်လွန်ခဲ့သော17နှစ်ခန့်ကမြင်မှုခဲ့သည့်ငိုဗန်လော၏မျက်နှာထားသည်အစီကံတရား၌သာတွေ့မြင်ရသည့်မျက်နှာထားမျိုးဖြစ်အလွန်ကျိုးနွံခါပြီးအစဉ်သဖြင့်ပြုံးချုံနေသောမျက်နှာဖြစ်သည်အခုလိုပတ်ဝန်းကျင်လောကကိုနာကြည်ဆွဆုပ်နေသည့်မျက်နှာများရင်ကတော့သူမှတ်မိထားသည့်လော၏မျက်နှာနှင့်နင်းနေကလေးမှဆက်ဆက်၍များလူငင်းချမ်းသာခွင့်အမိန်ဖြင့်လှုပ်ပေးရမည်နိုင်ငံရေးအကျဉ်းသားများကွန်မြူနတီများကိုတင်ဆောင်ပြီးဆိုင်ကုန်းမျိုးသို့ဆက်ရောက်လာသည့်ဤတင်မော့သည်ကုန်တင်တင်မော့ငယ်တစ်စီးဖြစ်သည်ယခုတစ်ခေါက်သည်ဒုတိယခေါက်ဤတစ်ခေါက်တွင်အကျဉ်းသား90ခန့်တင်ဆောင်လာသည်တင်မော့စိတ်ပပလေးတွင်ချဟသည့်ယူနီဖောင်းဝတ်ပြင်းတင်နှင့်အာဏာလက်နက်ကိုင်ပလိတ်တက်ဖို့များမှာနေနေတော့မဟုတ်သူတို့သည်တင်မော့စိတ်ကမ်းပေါ်သို့တက်လာနေသည့်အကျဉ်းသားများကိုမျက်ခြေမပြတ်စောင့်ကြပ်ပေးနေကြသည်သူတို့အလုပ်လွယ်ကူစေရန်အတွက်တက်ဆင်ထားသည့်မိမောင်းကြီးမှကြောင့်စိတ်ကမ်းပလေးတွင်လင်းလက်လျက်ရှိအရှင်ပြင်းလာသောအလင်းရောင်တို့ဖြုံးနှင်းဝင်ရောက်လာကြသည့်အချင်းသားများသည်မျက်တောင်များကိုစုံခတ်ကရုပ်ရည်ဘာကိုများမမြင်မီရောင်ဝါဖြစ်နေတဲ့ကြသည်မြင်းနေရှင်ပြင်းနေသောလမ်းမကြီးကိုဖျက်ကူးလိုက်လျင်ကာဒီနယ်လမ်းမကြီးထိပ်ရှိရိုတွန်ဒီကီဖီစားတောက်ဆိုင်သို့ရောက်သည်ထိုစားတောက်ဆိုင်၏ဘေးတစ်ပတ်အဖီအောက်တွင်အရက်ဝိအရက်စားဝတ်ထားသောပြင်းသစ်နှင့်အာနန္ဒစုသည်ကိုယ်စပွဲနှင့်ကိုထိုင်နေကြသည်သူတို့လူစုသည်စိတ်ခဲမော်သို့တတုပ်ပြီးတတုပ်တက်လာနေကြသောအချင်းသားများကိုခိုးကြောင်ခိုးဝဲမျက်လုံးများဖြင့်မလွတ်တမ်းစောင့်ကြည့်နေကြသည်သူတို့အမြဲတစေစောင့်ကြည့်ကြည့်ရှုရန်တာဝန်ပေးထားသည့်အချင်းသားကိုမြင်လိုက်သည့်အခါသူတို့လူစုထဲမှတာဝန်ကျသူသည်ထိုင်နေမှမသိမသာထလာရ၏ပြီးတော့အမောင်လူတဲ့သို့ဝင်ရောက်သွားသည့်အချင်းသားနောက်မှထက်ချက်မကွာလိုက်ပါသွားရသည်သူတို့လူစုကပြင်သစ်ထောင်လိုင်းရေးသမားများပေသည်ပြင်သစ်ထောင်လိုင်းသမားများသည်သူတို့၏တောင်းကောင်းတရား၌တောင်းကောင်းမရေမီအောင်ခေါ်ရလိုက်တဲ့ဒီမှာသူတို့၏လုံနေလုံဟန်တစ်ခုဖြစ်လေသည်အကျဉ်းသားတူးချင်းစီမျက်နှာကိုစစ်စစ်ကြည့်နေသောရိုးစက်ရည်နယ်တွင်တက်ရှူ၍မဝသလိုဖြစ်လာသည်သူဆိုင်ကုန်မြေပေါ်သို့ချိချမိသည့်နေ့ကဖြစ်ပေါ်လာသောခံစားမှုမျိုးဖြစ်သူဖို့တော့ဤညသည်လေပူနေပြီးဆွတ်ဆွတ်ထိုင်မှန်လျက်ရှိသည်အကျဉ်းသားများ၏အဖြစ်ကိုကြည့်ပြီးဖြစ်ပေါ်လာသည့်ခံစားမှုတော့မဟုတ်နိုင်အပူပိုင်းဒေသ၏တိတ်ပြီးသောအပူရှိန်နှင့်အတွေ့အကြုံမရှိခဲ့၍ဖြစ်ပေါ်လာသည့်တာမန်ဖြူဖြစ်စဉ်ခံစားမှုတစ်ခုသာဖြစ်ရမည်ဟု
တွက်ဆနိုင်အောင်သူ့စိတ်သူစူးစမ်း၍ဖြေသည်သို့သောယနေ့တနေ့တာအတွင်းကြုံခဲ့ရသည့်ဖြစ်ရများကြောင့်ပေလားဟုလေတစ်ဖက်ကတွေးမိပြန်အောင်ကစားကွင်းတွင်အဓိကရုဏ်းဖြစ်ပေါ်ပြီးသည့်နောက်မြင်းထားတစ်စီးတွင်လမ်းနှင့်အတူတူတွဲထိုင်၍ပြန်လာခဲ့ရသည့်အပြင်ထို့ဖြစ်ကြောင့်ထူးထူးခြားခြားရှင်လန်းမြူးတီခဲ့ရသည့်သူစိတ်ထိုစိတ်ကြောင့်ဆောင်းလောင်မှုသည်ပင်လျှင်သူ့ထံမှထွက်ပြေးသွားခဲ့ပြီးတော့ဟိုတယ်တွင်တယောက်တည်းထိုင်၍ညစာစားနေရသည်မှာချောက်ချောက်သွေ့သွေ့နိုင်လန်းသဖြင့်အရသာမတွေ့